ညီကိုရီးယားလုံးမင်္ဂလာပါဗျာဖုတ်ဘောပိုင်ကေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အင်္ဂါနေ့မှာတော့ပရီးမီးယားလိပွဲချန်နှစ်ပွဲကစားဖို့ရှိတယ်အဲ့ဒီထဲကမှကျွန်တော်အနေဖြင့်မန်စီးတီးအသင်းနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ကိုဒီနေ့ free day ရွေးပေးသွားခြင်းပါတယ်လက်ရှိဒီပွဲစဉ်မှာတော့ကျွန်တော်ကဂိုးအများကိုသဘောကျမိတယ်မနေ့ကအာဆင်နယ်ကဘန်လီကိုနိုင်လိုက်တာကြောင့်လက်ရှိမန်စီးတီးအနေဖြင့်ဘုံမောက်အသင်းနဲ့ပွဲစဉ်မှာတေချာပေါင်းအနိုင်ရဖို့လိုအပ်သွားတာဖြစ်တယ်မန်စီးတီးအနေဖြင့်ဘုံမောက်နဲ့ပွဲစဉ်မှာသာတည်ရသို့မဟုတ်ရှုံးသွားခဲ့ရင်ဒီယာဒီပရီးမီးယားလိချန်ပီယံဆုကိုအာဆင်နယ်အသင်းကရရှိသွားမှာဖြစ်လို့လက်ရှိဘုံမောက်အသင်းနဲ့ပွဲစဉ်မှာမန်စီးတီးအနေဖြင့်မဖြစ်မနေအနိုင်ရတဲ့လိုအပ်နေတာဖြစ်တယ်ဘုံမောက်ကတော့လက်ရှိဒီယာဒီမှာချန်ပီယံလိဝင်ခွင့်အတွက်ရောယူရိုပါလိဝင်ခွင့်အတွက်ပါမျှော်လင့်လို့ရတဲ့အနေအထားဖြစ်ပြီးတော့ဘုံမောက်အနေဖြင့်မန်စီးတီးကိုဒါနိုင်ခဲ့ရင်ဒီယာဒီအတွက်ယူရိုပါလိဝင်ခွင့်ကိုရရှိသွားမှာဖြစ်ပြီးတော့ဒီပွဲစဉ်မှာမန်စီးတီးကိုဘုံမောက်ကနိုင်ခဲ့ရင်ချန်ပီယံလိဝင်ခွင့်အတွက်လည်းသဘောအသင်းနဲ့တမတ်အကွာအနေထားကိုရောက်ရှိသွားမှာဖြစ်လို့လက်ရှိမန်စီးတီးနဲ့ပွဲစဉ်မှာလည်းဘုံမောက်အနေဖြင့်တေချာပေါက်အမားခံသူမရတဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့နှစ်ဖက်သွင်းကိုတွေကိုတွေ့မြင်ရနိုင်မယ်လို့ယုံကြည်တဲ့ဘုံမောက်ရဲ့လက်ရှိဖောင်ကလည်းတော်တော်လေးကောင်းတဲ့ထဲမှာပါတဲ့ပရီးမီးယားလိနောက်ဆုံး15ဝက်သက်တိုက်ရှုံးဝက်မရှိကစားထားနိုင်တာကြောင့်လက်ရှိမန်စီးတီးနဲ့ပွဲစဉ်မှာလည်းဘုံမောက်အနေဖြင့်မန်စီးတီးကိုတေချာပေါက်ဒုက္ခပေးသွားနိုင်မယ်လို့ကျွန်တော်ကယုံကြည်တယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာလက်ရှိဖွင့်သစ်ထားတဲ့ဖွင့်သစ်မှုအရာရောနှစ်သင်းလုံးရဲ့အမှတ်လိုအပ်ချက်အရာပါလက်ရှိဒီပွဲစဉ်မှာကျွန်တော်ကတော့တေချာပေါက်ဂိုးများသွားနိုင်မယ်လို့ယုံကြည်တယ်။ဒါကြောင့်မန်စီးတီးနဲ့ဘုံမောက်ပွဲစဉ်မှာကျွန်တော်ဂိုးအများကိုရွေးချယ်ပေးခြင်းပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။တာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။